နိုင်ငံခြားကနေထိုင်းမှာကိုနိုလမ်းဝယ်ခြင်းနဲ့ဆိုရင်ဘာတွေလိုအပ်လဲကိုကနိုင်ငံခြားကနေပြီးတော့ထိုင်းမှာကိုနိုလမ်းဝယ်ခြင်းနဲ့ဘာစာရွက်စာတမ်းတွေလိုအပ်လဲဆိုတာကိုစဉ်းစားနေရဆိုရင်တော့ဒီဗီဒီယိုလေးကိုဆက်ကြည့်ပါနော်ကိုကပြည်ပကနေပြီးတော့ဒီထိုင်းနိုင်ငံကိုဘန်ကောက်ကိုပေါ့နော်ငွေလွှဲနိုင်ုံနဲ့မပြီးသေးပါဘူး။ဒီမှာခုပြောပြပေးသွားမယ်စာရွက်တရွက်မပါဘူးဆိုလို့ရှိရင်မြေစင်းရုံးကနေပြီးတော့မှဝယ်ယူသူအမည်နဲ့ကရန်အမည်ပေါက်ချပေးမှာမဟုတ်ပါဘူးရှင်။ဒီ FED form ဆိုတာကနိုင်ငံခြားကနေဒီထိုင်းနိုင်ငံမှာကိုနိုဝယ်ဖို့ရည်ရွယ်ချက်နဲ့နိုင်ငံခြားငွေတရဝင်ဝင်ရောက်လာကြောင်းပြသတဲ့ဒီထိုင်းဘဏ်ရဲ့ထောက်ခံစာပဲဖြစ်ပါတယ်ရှင်။ FED form ကိုဘယ်လိုယူရမလဲပေါ့နော်ဆိုတော့ကိုကဒီပြည်ပကနေပြီးတော့ထိုင်းနိုင်ငံကိုငွေလွှဲတဲ့အခါမှာဆိုရင်အဲ့ဒီငွေလွှဲတဲ့အကြောင်းရင်းနေရာမှာ to purchase a condominium ဆိုတဲ့ဒီစာသားလေးကိုမဖြစ်မနေရေးထည့်ပေးရပါမယ်ရှင်အဲ့ဒီအခါမှာဒီဘဏ်ကိုငွေဝင်လာတဲ့အခါမှာဆိုလို့ရှိရင်တော့ဘဏ်ကနေပြီးတော့မှအခုပြောသွားတဲ့ FED form ကိုထုတ်ပေးပါမယ်ရှင်အဲ့ဒီ FED form ကိုဒီ land department မှာတင်ပြတဲ့အခါကျမှဒီမြေစင်းရုံးဘက်ကနေပြီးတော့မှကိုဒီဝယ်ယူသူရဲ့အမည်နဲ့အမည်ပေါက်ကရန်ချပေးမှာပဲဖြစ်ပါတယ်ရှင်မှတ်ထားဖို့ကကြတော့ဒီ step ကိုကြော်ပြီးတော့မှငွေသွင်းတဲ့အခါမှာပေါ့နော်တခြားနည်းနဲ့ငွေလွှဲလို့ရှိရင်တော့ဒီမြေစင်းရုံးကနေပြီးတော့မှဝယ်ယူသူအမည်နဲ့ကရန်အမည်ပေါက်ချပေးမှာမဟုတ်ပါဘူးရှင်နိုင်ငံခြားကနေလမ်းဝယ်ခြင်းပေမဲ့ဒီငွေလွှဲဖို့ရအတွက်အခက်အခဲရှိနေတယ်ဆိုရင်ကျမတို့ရဲ့အနန္တထိုင်လန် estate ကိုသာဆက်သွယ်လိုက်ပါရှင်အစစရရအဆင်ပြေအောင်ကူညီဆောင်ရွက်ပေးပါမယ်ရှင်